မင်္ဂလာပါဒီနေ့ကျမှကျွန်တော်ပြောပြသွားမယ်ဂျပန်သတင်းကတော့မြန်မာနှစ်သစ်ကိုကြိုဆိုခဲ့တဲ့တကြံပွဲတော်ကိုဂျပန်တိုကျိုမြို့တော်မှာကျင်းပခဲ့ပါတယ်ဒီပွဲကနေငလင်တန်တဲ့ပြည်သူတွေအတွက်ထောက်ပံ့မှုတွေလုပ်သွားမယ်ဆိုပြီးတော့ဒါဂျပန်မီဒီယာတွေကဖော်ပြလာတယ်ပေါ့နော်အဲ့တော့ဒီပွဲတော်ကိုကျင်းပခဲ့တဲ့နေရာကရှီအိုခါဆဲပန်းချံမှာကျင်းပခဲ့တာလို့သိရတယ်တကြံဒီဂျပန်မှာကျင်းပတဲ့တကြံပွဲတော်ကြီးမှာငလင်တန်ကြောင့်ကွယ်လွန်သွားတဲ့သူတွေအတွက်ဒါဘာသာကြီး၄ခုပေါ့နော်သက်ဆိုင်ရာဘာသာကြီးလိုက်ဆူတောင်းပေးမှုတွေကိုပြုလုပ်ခဲ့ပါတယ်ပုံမှန်ဆိုရင်ဂျပန်မှာတကြံပွဲဆိုပြီပေါ့နော်ရိုးရာအကအလှတွေနဲ့စီကားကကျင်းပကြမိမယ်ဒီတစ်ခါမှာတော့ဒါမြန်မာပြည်သူတွေနဲ့ထပ်တူဝမ်းနေကြောင်ပြသတဲ့အနေနဲ့ဂျပန်ရောက်ညီမတွေကအချင်းချင်းသာပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဆိုင်ကမ်းပေါင်း30ကျော်နဲ့ဒါမြန်မာပြည်မြောက်ဖြားကနေတောင်ဘက်ပိုင်းထိပေါ့နော်ရိုးရာအစားအစာတွေခန်းစားနိုင်တဲ့စားတောက်ဆိုင်တန်းလေးတွေနဲ့စီကားသာကျင်းပခဲ့တယ်လို့သိရပါတယ်ဆိုင်ကမ်းလေးတွေကဒီရောင်းရတဲ့အမြင့်ကိုလေးနဲ့ဒီပွဲတော်လာရောက်တဲ့သူတွေထံလှူဒန်းမှုတွေရှိရပါတော့အဲ့လှူဒန်းမှုတွေကိုငလင်ဘေးတင်မြန်မာနိုင်ငံစီပြန်ကူညီသွားမယ်ဆိုပြီးတော့ဒါဂျပန်ရောက်မြန်မာတွေကပြောပါတယ်သူတို့ကဒီထောက်ပံ့မှုတွေကပေါ့နော်အစားအသောက်စေဝါရေယာယီတင်းနဲ့ထောက်ပံ့မှုတွေပြီးသွားမယ်ဆိုပြီးတော့သူတို့ရဲ့ဒီစီမံထားမှုကိုရှင်းပြသွားပါတယ်မြန်မာမှာဒါငလင်ကြီးလှုပ်ခတ်တာနှစ်ပတ်ကျော်သွားပြီးတော့လက်ရှိအချိန်ထိကိုရှာဖွေမှုတွေနဲ့ကယ်ဆယ်ရေးတွေလုပ်နေရတဲ့ဖြစ်တယ်လို့သိရပါတယ်နောက်ပြီးတော့လူပေါင်း4300ကျော်ဒီကွယ်လွန်သွားတယ်လို့သိရတဲ့အကြောင်းဒါဂျပန်မီဒီယာတွေကလည်းရေးသားတင်ဆက်နေတာတွေ့ရပါတယ်ဟုတ်ကဲ့အဲ့တော့ဒါဂျပန်မီဒီယာရဲ့တင်ဆက်လာမှုကိုကျွန်တော်ကပြောပြသွားတာဖြစ်ပါတယ်အဆုံးထိနားထောင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ် Facebook မှာဆိုရင်လည်းဒါကျွန်တော်က2018ထဲကဟာနာဆာကာရီဂျပန်ဆိုတဲ့နာမည်နဲ့ဒါဂျပန်သတင်းတွေရေးတယ် YouTube မှာဆိုရင်တော့ Yukimi Channel မှာဂျပန်သတင်းဗီဒီယိုတွေတင်ပေးပါတယ်ကျေးဇူးတင်ပါတယ်